မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့တနေ့တင်နန်းလေးတစ်ခုကိုရောက်နေပါတယ် professional life coaching တင်နန်းလေးဖြစ်ပါတယ်အဲ့ဒီတင်နန်းလေးကိုဘာကြောင့်လက်တက်လဲဆိုလို့ရှိရင်တနည်းကကိုဘွားကိုအကောင်းဆုံးဥဆောင်နိုင်ဖို့လိုတယ်အဲ့ဒီအတွက်ကိုဘွားမှာကိုဖြစ်ချင်တာကိုလုပ်ချင်တာတွေကိုလွယ်လွယ်ကူကူမြဲမြဲဆက်ဆံရောက်နိုင်ဖို့အတွက်ဒီတင်နန်းကိုလက်တက်တယ်လို့လက်တက်တာဖြစ်တယ်နော်အဲ့လိုပဲတနည်းတယောက်ရဲ့အတွက်လက်တက်တာမဟုတ်ပါဘူးတနည်းနဲ့အလုပ်တစ်ခုလုပ်ကိုင်နေရဲ့လူငယ်တွေအတွက်လည်းရည်ရွယ်ပြီးလက်တက်ခြင်းဖြစ်ပါတယ်တချို့လူငယ်လေးတွေရှိတယ်ဘဝမှာဘာဖြစ်ချင်မှမသိဘူးဘာလုပ်ချင်မှမသိဘူးအဲ့လိုလူငယ်တွေအတွက်ကိုရည်ရွယ်ပြီးလက်တက်တာဖြစ်တယ်လို့အခုလက်ရှိအလုပ်တွေလုပ်ကိုင်နေတဲ့လူငယ်လေးတွေရှိတယ်အဲ့ဒီလက်ရှိအလုပ်လုပ်ကိုင်နေပေမဲ့လည်း3နှစ်တန်တီ5နှစ်တန်တီဘာမှဘဝမှာဖြစ်မလာကြဘူးကလေးတွေကအဲ့ဒီအတွက်ကြောင့်အဲ့လိုလူငယ်လေးတွေက3နှစ်5နှစ်အတွင်းမှာသူတို့ရည်ရွယ်ရတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုရရှိဖို့အတွက်ကိုကူညီပေးနိုင်ဖို့အတွက်ဒီပင်ပန်းကိုလက်တက်ခြင်းဖြစ်ပါတယ်ကိုချင်းကတော့လုပ်တဲ့လူအများကြီးရှိတယ်ပြီးရင်ကိုချင်းမှာ professional လေးထားတာချင်းတူတချို့က business coaching ကိုအဓိကထားတယ်တချို့က relationship coaching ကိုအဓိကထားတယ်တချို့က executive ကိုအဓိကထားတယ်တနည်းကျတော့ career and life coaching ကိုအဓိကထားတဲ့အတွက်ဒီသင်တန်းကိုအထူးပြုပြီးတော့လက်တက်တာဖြစ်ပါတယ်အဓိကကတော့ဘာလို့ရှိရလဲဆိုလို့ရှိရင်အလုပ်အကိုင်တဲ့ဘဝတွေမှာအခက်အခဲဖြစ်နေတဲ့လူတွေကိုကူညီဆောင်ရွက်ဖို့အတွက်ရည်ရွယ်ခြင်းဖြစ်ပါတယ်လူတိုင်းမှာဘဝကိုစီရှိရဲ့လူဘဝဆိုတာလည်းဘဝမှာတစ်ချိန်တစ်ခါလာရတာအဲ့ဒီတစ်ချိန်တစ်ခါလည်းရတဲ့လူဘဝမှာကိုဖြစ်ချင်တာတွေကိုလုပ်ချင်တာတွေကိုရည်ရွယ်တာတွေဖြစ်အောင်လုပ်နိုင်ဖို့အတွက်အကောင်းဆုံးတနည်းပြကနေကိုချင်းပညာနဲ့ကူညီဆောင်ရွက်ပေးသွားဖို့အတွက်ရည်ရွယ်ပြီးလက်တက်ခြင်းဖြစ်ပါတယ်အခုဆိုလို့ရှိရင်တနည်းအဓိကပြောနေလို့ပေါ့ career life coaching ဆိုတာကကလေးလူငယ်လူလက်လူကြီးအားလုံးလို့လည်းဘာကြောင့်လဲဒီတိုင်းမှာဘဝရှိတယ်ဘဝတိုင်းမှာအခက်အခဲရှိတယ်အဲ့ဒီဘဝမှာရှိတဲ့အခက်အခဲတိုင်းကိုဖြေရှင်းနိုင်ဖို့အတွက်တနည်းက post တယောက်အနေနဲ့ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်တနည်းဖြစ်ချင်တာလူငယ်တွေအခုခဏတော့ပြောရလို့ကိုဘဝမှာကိုဘာဖြစ်ချင်မှမသိဘာလုပ်ချင်မှမသိကိုဘဝရဲ့အိမ်မက်ရှိရချက်ကဘာမှမသိကိုဘဝရဲ့ passion ကဘာမှမသိတဲ့လူငယ်တွေအတွက် career life coachingနဲ့ချိတ်ဆက်တင်တယ်လို့ပြီးရင်အလုပ်ကလုပ်နေတယ်လုပ်နေတဲ့အလုပ်မှာပျော်ရွှင်မှုတွေမရှိဘူးလုပ်နေတဲ့အလုပ်ကရလဒ်တွေမထွက်ဘူးဆိုတဲ့လူငယ်တွေလည်း career life coaching နဲ့ချိတ်ဆက်တင်ပါတယ်နောက်ဆုံးကိုဘွားမှာကိုရည်ရွယ်တာကကိုရည်မှန်းတာဖြစ်ချင်တဲ့လူတွေအားလုံး career life coach နဲ့ဆက်သွယ်တင်ပါတယ်ကျွန်မနာမည်ကတော့တွယ်နေမှာ Unity ဥက္ကုမ္ပဏီကိုယ်စားလှယ်တယောက်ဖြစ်တယ်လို့ career life coaching လည်းဖြစ်ပါတယ်ကျေးဇူးတင်